စပယ်ကြီးလေးကလည်းမပြီးသေးဘူးလားအမကြီးကနင့်ကိုကြည့်လိုက်လေမှန်သွေးညာပဲတမန်မှန်တဆွေနေနေဘာဖြစ်နေနင့်ကိုကြည့်ဟုတ်ပါတော့လေရဲ့ပြီးပြီးသမီးကောင်းလုံးထဲတို့ပြပါပြီအဖေရဲ့မေတတိယလို့လွန်နေဟဲ့ညစ်ပင်နေနေမြကိုရင်းနေကြလေတော့လေသမီးတို့ခဏတည်းပြည့်သွားမလို့မနေ့ကစေးခိုင်းထားပါဆိုစေးပင်းအနေနဲ့ပြောနေရတယ်တို့သမီးရနော်ငါမလို့ချင်အဲ့ဆိုမင်းတို့မပြန်ထုတ်လိုက်တခြားလူပဲခေါ်တစ်စိမ့်နဲ့ခေါ်ပြီမိမို့နေရရောတိုက်ပြီးပြီလားပြင်သွားမလို့ဆိုပြီးအဲ့ဒါတင်ချင်တယ်တပည့်စီလေးကောင်းထဲတို့ပြပါရင်ညီမလေးခိုင်တာကောင်းလို့ကြော်လိုက်တော့ကြီးလိုက်ကြီးပဲနော်ငါအမေဝတ်တယ်အခုတည်းမတိုက်ရသေးဘူးနော်အဲ့စားတော့လာငါခုမှလေးဟိုလုံးဝခေါ်ထားတာနော်မင်းတို့မပြောရချင်ဘူးလားဟာလည်းမသိဘူးနော်ပေါ်မယ်ပြီးရင်တော့ငါပြောမယ်နော်အမေကတော့ဘုမတည်ရမယ်မလေးစားနော်ပြီးအဝတ်ကောင်ကတမီဝတ်ကိုလည်းနေရှော့ပေးရမယ်နော်ဟုတ်ကဲ့ဟုတ်အကုန်လုပ်ပြင်မယ်အမေညာရွယ်ညလဲတော်လိုက်လို့စဉ်းနေတယ်ပဲအမေသားမပြေသွားဖို့မဆိုင်ငယ်ညစ်ပတ်နေတော့အမအမေမနေထရအမေကားပြောတာလေအမအုပ်စိတ်ခိုင်းလိုက်ပါတော့မဒီမှာကဲအခုတော့ငါပြောခံရတယ်ဒီကြပေါ့ဟမ်နုငါပြောတယ်သူငါလေးဟုတ်လို့လဲနုငါညနေရနော်အခုတည်းကလည်းမတိုက်ရဘူးဟမ်မနေ့ကစိုးချက်ပြီးဆုံးထလောင်နေရသေးပဲတပည့်စီလေးကောင်းလုပ်ပြီးတော့မမအကုန်လုပ်ပြင်မယ်နော်အေးညီမမြင်လောက်ခိုင်းမှာတားပြစ်သွားမယ်မုန်းနေွယ်နောက်ကျနေအေးဟုတ်ပြီကြားရတယ်နော်မမြင်လောက်ပြီးလိုက်နော်အမေကနောက်မှတည်လိုက်တော့ဒါကိုလုပ်ပြီးလိုက်ငါတောင်းဆောင်ဟုတ်ကဲ့ဟုတ်အမေကလည်းတမီးကခိုင်းတယ်အမေတူကလည်းခိုင်းဘူးမအားပါဘူးဆိုမှအေးခိုင်းပါမယ်အကျန်းတိုက်လို့ပြောလိုက်လို့ဒီကအခါတည်းနှိပ်ပြရတာကိုဟဲ့ဒီလိုမှဒီမှာပဲတော့ဒီမှာပြောပြီခဏတချို့ကိုရကြရင်သူ့မှာလည်းဖေမမရှိတာအေးဖေမရှိအကြောင်းမဟုတ်ဘူးတယောက်ဆိုတယောက်ဝယ်စားအောင်ကြီးတယ်အိမ်မှာခိုင်းမယ်ဆိုရင်လည်းပြီးလောက်ခိုင်းနော်အေးငါသားတွေသမီးတွေအလုပ်တွေလည်းပြီးလောက်ခိုင်းပြီးရင်ခိုးအကိုင်းဒီအကိုင်းငါသမီးတွေအဝန်စားယူဝတ်တာနေရာလည်းယူပြီးပေးတာခိုးပေးတာငါတော့မတိုင်ဘူးနော်တော်လိုက်ကြရှင်နော်ဒါလည်းငါ့သူမှာဖြစ်နေတယ်လေဟဲ့ငါ့သူမှာငါရှုံပါတယ်ဟဲ့အဲ့လိုဖြစ်လဲတော်ရှင်သွားကြကြီးသွားလိုက်တော့မမြင်အေးရောအမေမီးလည်းသွားတော့မယ်စိတ်ကြီးတော့အေးတော်ဟဲ့မမအိမ်တက်ရှင်လို့ကန်ချင်းမအိမ်ရှိမှတက်ကန်သွားငါကိုရကိုကရပဲဘာလို့အများနဲ့မပတ်ဆိုင်လို့ဘာလို့ဖြစ်နေတာဩအနေရခဏလေးသွားစီငန်းကြီးလေကဲတိုင်းတော်ဒီမှာတော့ကျောက်ဆက်ရှိလို့ညင်းလည်းငါပြောမယ်နော်ဘာလို့ပဲဆုံးမလေးနေကလည်းရုံးရင်ချဘူးလည်းမရှိဘူးငါသမီးနေလည်းတဲ့အောင်နေအလုပ်ကိုတိကျလုပ်ပြနော်သူလို့ရှိမှာကိုပဲကြည့်ရလဲငါယောက်ျားဒီပဲကြည့်ရလဲငါရှင်မဟမ်ညအဖေမေရထားခဲ့ရမယ်ထုံးလည်းမလားစာလည်းမပို့နော်ပြောရဆိုရလေတော့ခတ်လိုက်တာဟဲ့ညအရန်ညုံတာနော်အရန်ညုံလုံးနဲ့အရန်ကြော်လိုက်ဆိုလိုက်ရညနာငယ်ငယ်နဲ့ဘိုက်စားတယ်သမီးကူကိုင်းတယ်အဲ့ပေါ်မှာလည်းကြားလိုက်တာမပြောင်းချိရတယ်အခုနမနေ့ကသမီးတိုက်တာပြောင်းတယ်ကြော်လိုက်တာဒီလက်ပဲတော်ပြောတယ်အဲ့လိုပဲခံပြောခံဆိုမင်းတို့မှမထားတော့မစားမယ်မင်းတော့ခုတော့အကုန်စားမယ်ဒီလိုပြောလိုက်ရင်ငါလည်းမပြောချင်ဘူးမဟုတ်ဘူးတော်လိုက်မစားမလားဘာချက်လဲမေရလို့စတိုင်းစတဲ့ပဲဘာချက်လဲမှာပြည့်လို့ရတာတွေ့တယ်မြင်မကောင်းဘူးကဲဘာကလေးဘိုက်စားနေလေညလုံးညလုံးဘိုက်အေးနေဒီမှာလေပြောထားအောင်ငါတော့တယ်မပြောနေကြတယ်ငါသမီးလေးပစ္စည်းကိုင်းတာမကြိုက်ပါဘူးလို့အဆောင်ရပြောတာလေဟုတ်ကလေးအတိုင်းကုန်ဒီမှာလေတဲ့သူမှလည်းဘာမှမပါလာမပါနဲ့တော့လေမကြိုက်ဘူးမင်းသမီးနှခါကြီးသမီးအင်ဂျီယူဖို့ပြောထားတယ်နော်အိမ်မှာထားတော့လည်းမင်းမအောင်သမီးလာပါညီကလေဘိုက်စားချလိုက်ပြလိုက်တာဆိုတာဘာမှလည်းသွားဒါမှမဟုတ်မင်းလည်းဘာချက်တိုင်းနေနဲ့လူချလိုက်တာမမလည်းတားပါကြအခုနေတော့လေတာရဲ့မဲသမီးလည်းဒီမှာဘလို့ချက်တာလည်းမင်းတို့ကလည်းပျော့ပြဲပြောပါဒီလိုတာလေပါတော့သမီးလုံးရောက်တယ်ပျော့ပြဲပြောကဲဟိုနေတော့ရိုးစားဘုမလေးနေလို့ပိနေရပြောဆိုခံနေတာအခုကျနေမင်းတို့ကအိမ်မှာမထားနေဘူးမညင်းရောချက်တိုင်းရောဟောလာမှာဗောဟာမဲမပြောင်းဘုံကဒူလာစမ်းစားကဲစိတ်မစားတော့ညီလည်းလေဘလောက်ပြောတယ်နားမဝင်ဘူးတဲ့လားငါတို့မစားပဲတွားပြီဟုတ်တယ်စားတယ်ပြောသားပဲဒီမှာစားလေကလေးစားမှစားလေဒီဘာလို့ငိုရှုပ်တာတော့တော့ငိုတော့ခေါ်လိုက်ချင်တယ်တကယ်လို့လားတွားမတော့စားတကယ်ပြောဆိုရလေညီတို့တွေပတ်နေတော့ကြားလိုက်တာရေထဲမှာဘူးညံ့ရည်ပဲဆိုလို့မငိုမိအောင်ချိန်မိခန္ဓာခံစားရတယ်ရွှမ်းတော့ရွှမ်းနေ
ရှင်နေသင်္ကမပြီး